ကျောင်းစာတွေမှာဆိုလို့ရှိရင်စာမွဲဖြေပြီးသွားရင်ဒီပါတဲ့တစ်ခုကပြီးသွားပြီစာမွဲဒီသူတို့ရဲ့အကန့်အသတ်တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အင်္ဂလိပ်စာမှာလို့ရှိရင်ကြတော့ဘယ်လိုမျိုးလဲပေါ့တချို့သောကျောင်းသားတွေကမေးကြတာအင်္ဂလိပ်စာကဒီဘယ်တော့ရက်လို့ရမှာလဲဘယ်ချိန်ကျမှတက်မှာလဲအဲ့လိုမေးကြတယ်ဘယ်တော့ပြီးမှလဲလို့မေးလို့ရှိရင်တော့အာနာနာနဲ့ပြန်ဖြေရရင်ဘယ်တော့မှမပြီးပါဘူးအင်္ဂလိပ်စာဆိုတာက lifelong learning process ပါသူကတက်တက်လုံးလေးလာရတဲ့ပညာရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးရလို့မရှိပါဘူးဆိုတော့မပြီးတော့မလုပ်ရတော့ဘူးလားပေါ့အဲဆိုလို့ရှိရင်တကယ်တက်တယ်ဆိုတာဘာလဲပေါ့နော်အဲ့လိုမျိုးမေးခွန်းလေးမေးစရာရှိတယ်ဆိုတော့တကယ်တမ်းကျတော့အင်္ဂလိပ်စာတင်မကဘူးဘယ်ဘာသာရပ်မှာမဆိုသူ့ level နဲ့သူရှိတယ်အဲ့ဒီက level အတိုင်းလေးလာရမယ်ကိုယ့်ရဲ့ level ကဘယ်ရောက်နေလဲပေါ့နော်ဒီလိုမျိုးပဲဆက်ပြီးတော့လေးလာရမယ်တကယ်ကိုတက်လာပါပြီရဲ့ဆိုတဲ့ဂုရုကြီးတွေမှာလည်းပဲသူတို့တွေမသိတဲ့အရာတွေရှိနေတော့ပဲအော်ဒါဆိုတာလေအဲ့လိုမျိုးမပြီးဆုံးနိုင်တာကကိုကလည်းဒါသူ့ရဲ့အနှစ်သာရတစ်ခုပဲပေါ့နော်ပညာဆိုတဲ့ဥစ္စာပညာဆိုကြတဲ့ကိုကတကယ်လေးလာလို့ရှင်ဘယ်တော့မှမပြီးသူအစ်စ်တွေအမြဲတမ်းပေါ်နေတာဆိုတော့ကိုတိုင်းကိုကလည်းလေ့လာရင်းနဲ့ကိုတိုင်းရဲ့အဲ့ဒီအစ်စ်တွေကိုဖန်တီးနေရလူလည်းဖြစ်လာနိုင်တယ်ဒါကြောင့်မို့လို့မပြီးဆုံးသည့်တိုင်အောင်ထားအောင်အာမလျှော့ပါနဲ့